ငယ်ကားလောက်ညံမကောင်းတော့ဘူးအခုလောခဏမေးတက်လာတယ်ဆိုပြီးစိတ်မကောင်းမဖြစ်ပါနဲ့နော်အုံနောက်ဆိုတာဓာသွားတလက်လိုပါပဲသွေးလေထွက်လေမှုပြန်လေသွေးယူလို့ရပါတယ်ကိုမညံဆွမ်းအားကိုပြန်ကောင်းလာနိုင်ဖို့ဒီနီလ၅ခုကိုပုံမှန်လေးလိုက်လို့ကြဖို့တိုက်တွန်းချင်ပါတယ်နံပါတ်1တရားထိုင်မှာတရားထိုင်တာကစိတ်ကိုတည်ငြိမ်စေပြီးအာယုံဆူဆိုင်မှုအားကိုလည်းကောင်းစေပါတယ်နေ့စဉ်ပုံမှန်လေးတရားထိုင်ပြီးတာကမညံစွမ်းရည်ကိုတိတိတတ်တာမြင့်တက်စေလာပါတယ်နံပါတ်2ခြာရည်ပါမဆုထုတ်ပါနတ်ထရှိမှမတ်မိရဆိုတဲ့စကားလိုပါပဲခေါင်းထဲမှာပဲမှတ်ထားမယ်အစားစာအုပ်ထဲမှာခြာရည်လိုက်တာကအုံနောက်ကိုပုံမဆွဲမြဲစေပါတယ်မိသွားရင်လည်းပြန်လည်ကြည့်လိုက်ရုံပဲလေနံပါတ်3အိတ်ချိန်ထချိန်မှန်ပါစေအုံနောက်ကညဖက်လူအိပ်ပျော်နေတဲ့အချိန်မှာအလုပ်လုပ်ပါတယ်မလိုအပ်တဲ့အချက်လက်တွေကိုဖျက်လိုအပ်တဲ့အချက်လက်တွေကိုတင်းစည်းပြီးအုံနောက်ကတန့်ရှင်းရင်လုပ်ပါတယ်ဒါကြောင့်ညဖက်ဒီမှာပြေးဝစွာအိတ်ဆက်ဖို့တော့လိုပါတယ်နံပါတ်4ချက်ကတော့လေးလာမှုတွေမရက်လိုက်ပါနဲ့စက်ပစ္စည်းတွေတော့မတုံးမဲ့ပစ်ထားတာကြာရင်တန်ကြီးတက်သွားလို့ပဲကျွန်တော်တို့အုံနောက်တွေကလည်းမတုံးရင်လေးသွားတတ်ပါတယ်အဲ့ဒါကြောင့်စာဖတ်ပါအတစ်အစမ်းနေလေ့လာပါအုံနောက်ကိုအမြဲအတစ်ဖြစ်အောင်ထားပါနံပါတ်5အချက်စိတ်ဖြစ်စည်းမှုတွေရှော့ချပါလူတယောက်ဟာ stress များလာရင်အုံနောက်ကောင်းအလုံးမလုံးတော့ပါဘူးဒါကြောင့်စိတ်ဖြစ်စည်းမှုတွေတတ်နိုင်တဲ့မြရှော့ချပြီးနေထိုင်တာခါမညံအတွက်အကောင်းဆုံးစီးတလက်ပါပဲဒီချက်တွေကိုအကျင့်လုပ်ပြီးနေ့စဉ်ဘဝမှာလိုက်နာကျင့်သုံးမယ်ဆိုရင်ဉာဏ်ကောင်းတဲ့လူဖြစ်လာမှာအတေးချပါပဲနော်အခုလိုပညာပေးဘ ഹു တုဒဗီဒီယိုလေးတွေတင်ပေးမှာဟုတ်လို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ပေးကြပါဦးနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်